ကျေးဇူးပါဟုတ် လည်းများပါတယ် မများပါဘူး များ လူတော်လူနေသေး လူနေတယ် ချစ်ချူပေးပါချစ်ချူပေးပါပြောပေးပါဆုံးပြ ကျွန်တော်ရဲ့အမြင်ကတော့အရန်လှနော်အရန်လှမျက်လုံးထဲမှာအေဂျင့်ပြီးတော့လှနေတယ် လာတယ်နာ စိတ်ပူနေရတယ်ဘယ်တော့မှလည်းအဲ့လိုမျိုးပဲစပိုင်းအကောင့်ပြောတာပြီးလို့ရှိရင်အဲ့လိုမျိုးလေစတဲ့ဘက်ကိုရောက်တာ ကောင်းတယ်ကစစ်တက်ကိုပြီးစေးထိုးကျွမ်းတာပေါ့အဲ့လိုလား အတီးပေါက်ကြီးထိုးတယ်ဟိုအရန်အဲ့လိုခက်တီတီနဲ့လေအဲ့လိုစတာ ပြင်းရတော့ပေါ့နော် ပြင်းရ ဒီနေ့ကတော့ဒါကျွန်တော်တို့ကတော့ဒါမင်္ဂလာဦးအလှအနေနဲ့ပေါ့နော်ဒါဒီနေ့လေးကိုကျွန်တော်တို့ဒါလုပ်ဖြစ်တာပေါ့ဟုတ်ကဲ့ပါ အော်ပြောတာပေါ့ကျွန်တော်တို့ဟိုဇနီးမောင်နှံနှစ်ယောက်ကိုပေါ့နော်ချစ်ခင်အားပေးကြတယ်ချစ်ပေးကြတယ်သူများအားလုံးပြီးခုနဲ့တာသူများအားလုံးပြီးကျွန်တော်တို့ဇနီးမောင်နှံနှစ်ယောက်ကိုဆုတောင်းပေးကြတော့ပြီးတော့ကျွန်တော်တို့နှစ်ဖက်မိဘအတိုင်းဝိုင်းဆွေမျိုးတွေကိုချစ်ခင်ပေးကြတော့ဟိုကောင်းသောဆုတောင်းပေးကြတော့သူများအားလုံး